တူရာသီပွားတွေဟာစိတ်ခံစားမှုကိုအထူးဦးစားပေးတဲ့သူတွေဖြစ်ကြပါတယ်နှလုံးသားခံစားမှုအတိုင်းပဲဘဝကိုရှောက်လန်းကြပါတယ်ခံစားချက်ပြင်းထန်တဲ့သူတွေဖြစ်ကြပါတယ်တူရာသီပွားတွေရဲ့ဘဝမှာလွမ်းမောဖွယ်ရာအဖြစ်ပြက်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်အမှုပညာခံစားမှုအင်အားပြင်းထန်တဲ့အလှပကြိုက်တဲ့အတန်ပြန့်အကောင်းအမွန်တွေကိုလည်းသူများထက်ကိုပူပြီးမှတ်မောတယ်အထူးသဖြင့်တူရာသီပွားတွေဟာတစ်ခုမဟုတ်တစ်ခုမျိုးတက်အားကောင်းကြပါတယ်ဘေးလူတွေကချစ်ခင်ကြည်ညိုတတ်ကြပါတယ်တူရာသီပွားတွေကိုယ်တိုင်ကလည်းလူပေါင်းဆန့်တယ်ခင်မင်မှုနဲ့ချင်းမြတ်တာတန်ရောစဉ်ကိုအလေးနဲ့ထားတဲ့အလွန်တိမ်မွေ့တဲ့လုံသားပိုင်ရှင်တွေဖြစ်ကြပါတယ်ဒါပေမဲ့ဒေါသဖြစ်ပြီးဆိုရင်တော့ဘာမှမမြင်တတ်ကြတော့ပါဘူးဒါအပြင်ငွေအသုံးချမ်းသူတွေလည်းဖြစ်တတ်ကြပါတယ်အထူးသတိပြုရန်ကတော့တူရာသီပွားတွေဟာစိတ်နှုတ်တတ်တဲ့စိတ်ထိခိုက်လွယ်တယ်အပြင်ပန်းဘာမှမဖြစ်သလိုဟန်ဆောင်ထားပြီးမှလည်းစိတ်ထဲကနေထိခိုက်ခံစားနေရတာစိတ်ကောက်တာမျိုးတွေကိုမတိမတာဖြစ်တတ်ပါတယ်အဲ့ဒီဇေယိုက်ကိုလည်းလူမသိအောင်အုံးကွယ်ထားလို့ကြပါတယ်ဒါတွေကိုပြင်သင့်ပါတယ်ဒါအပြင်အယုံလွယ်တတ်ပါသေးတယ်အပျော်ပါဝါသနာထုံတက်ခြင်းကိုလည်းပြင်သင့်ပါတယ်အချစ်ရည်အိမ်တော်ရေးနဲ့ဘဝတည်ဆောက်မှုတူရာသီပွားတွေဟာချင်းမြတ်တာစိတ်ကြီးမားတတ်ကြပါတယ်နှလုံးသားခံစားချက်လည်းပြင်းထန်ကြပါတယ်ဒါပေမဲ့ ATAS နဲ့နောက်ကနေပွင့်ပြောဖို့ဝန်လေးတတ်ကြပါတယ်မိမိကိုချစ်သူကအမြဲအားမလို့အားမရတဲ့တန်တရားဖြစ်နေတတ်ကြပါတယ်ကိုယ်တိုင်ကလည်းစိတ်တွေးဟာဖြစ်စရာတွေနဲ့ချစ်နေကြရပါတယ်ရောက်ဝေးကသူနဲ့ချစ်ကြိုတွေ့မိတတ်ပါတယ်ရွေးချယ်ရကတဲ့အနေထားတွေကြုံရတတ်ပါတယ်ချစ်ဥသူနဲ့လမ်းခွဲရတတ်တယ်ကွဲကွာသွားတဲ့ချစ်သူကိုတစ်သက်လုံးတသားသားလွန်နေမိတတ်ကြတယ်အချစ်ကြီးသူများဖြစ်တတ်ကြတယ်မေတ္တာနဲ့သစ္စာကိုအထူးကိုးကွယ်သွားတတ်ကြတယ်ဘယ်ကိစ္စမဆိုအစွဲလန်းကြီးမားတတ်ကြတယ်ဒါပေမဲ့တူရာသီပွားတွေဟာအိမ်တော်ပြုတ်ပြီးတဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့အိမ်တော်ဖက်အပေါ်ချစ်ခင်ယူရစွာအလိုလိုက်တတ်ကြတယ်အိမ်တော်ပြုတ်ပြီးရင်ဘဝအောင်မြင်တိုးတက်မှုကြုံတတ်တယ်ဒါအပြင်စိတ်ခံစားမှုကိုဦးစားမပေးပဲအိမ်တော်ရေးကိုရွေးချယ်သင့်ပါတယ်ရိုးရိုးအေးအေးနေထိုင်ပြီးတော့မိမိကိုပါရမီပြည့်ပြီးတဲ့အိမ်တော်ဖက်နဲ့အိမ်တော်ပြုတ်ရတတ်ပါတယ်အဲ့ဒီလိုရိုးရိုးအေးအေးနေခြင်းကိုပဲမိမိကစိတ်တိုင်းမကျဖြစ်နေတတ်ပါသေးတယ်ဘယ်လိုပဲဖြစ်နေပါစေတူရာသီပွားတွေဟာအိမ်တော်ဖက်ရဲ့ကံကြောင့်ကြီးပွားချမ်းသာတတ်ပါတယ်အိမ်တော်ရဲ့ဒုက္ခကိုရရှိတတ်ကြပါတယ်အိမ်တော်ပြုတဲ့အခါမှာကရကရာသီပွားတွေကိုရှောင်သင့်ပါတယ်ကျန်တဲ့ရာသီပွားတွေနဲ့တင်တင်များတာမှုရှိတဲ့အတွက်ကြောင့်လက်တွဲနိုင်ပါတယ်အထူးသတိပြုရန်ကတော့တူရာသီပွားတွေဟာဘာသာရေးပါရမီတက်ခံအားကောင်းပါတယ်လောကီပညာနဲ့စာပေတွေမှာပါရမီရင့်တန်တယ်ဂါထာမန္တန်အထူးစွမ်းတတ်ကြတယ်တမာတိရှိတယ်ငြိမ်းချမ်းမှုကိုအထူးလိုလားတယ်ဒါကြောင့်အဲ့ဒီစာပေဘ ഹു တုတကိစ္စဘာသာရေးခံယူချက်တွေနဲ့အချစ်ရေးအိမ်တော်ရေးတည်ဆောက်မှုတွေဟာအစွန်းမရောက်သေးဘဲနဲ့မြတ်တာစွာနေထိုင်ရှောက်လန်းသွားနိုင်မှုအတွက်အထူးလိုအပ်ပါတယ်တူရာသီပွားတွေရဲ့ကျမ်းမာရေးတူရာသီပွားတွေဟာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခါးနေတာတဝိုက်အလွန်ပြော့ပါတယ်အမြဲတမ်းခါးနဲ့ပတ်သက်ပြီးဂရုစိုက်ရမယ်ခါးကိုက်ခါးနာခါးညောင်းဝေဒနာတွေမကြာခဏဖြစ်တတ်ပါတယ်အစာအိမ်ဥလန်းချောင်းနဲ့ပတ်သက်ပြီးအစာမကြေခြင်းအစာအိမ်အချင်းပေါက်ခြင်းဖြစ်တတ်တဲ့အတွက်ကြောင့်အစာတော့အမြဲတမ်းရှိပါဝမ်းကိုဂရုစိုက်ပါဝမ်းချုပ်ဝမ်းပြက်ဝမ်းကိုက်ဖြစ်တတ်ပါတယ်ဒါအပြင်လေချောင်းနာခြင်းနာဆေးခြင်းအာသီးရောင်ခြင်းတွေလည်းဖြစ်တတ်တဲ့အတွက်ကြောင့်အေးမခံသင့်ပါဘူးလေအေးဆက်ကိုတိတ်မသုံးသင့်ပါဘူးအထူးသဖြင့်တူရာသီပွားအမျိုးသမီးတွေရင်သားမှာနာဖြစ်တတ်ပါတယ်တူရာသီပွားအားလုံးဟာနှလုံးသားခံစားမှုကြောင့်အလွမ်းနာကြတတ်ပါတယ်သူတစ်ပါးကိုဖွင့်ပြောဖို့ခက်တဲ့ဝေဒနာကိုသကောင်ရန်တရင်နိုးတဲ့အချိန်တွေမှာမွန်းကျက်လိုက်မောအောင်ခံစားရတတ်ပါတယ်ဆေးလိပ်ကိုရှောင်ပါပြားရည်ဝက်သားတွေကိုမကြာခဏစားပါပဲမျိုးမျိုးပန်းသီးဘရဲသီးတစ်ချသီးဘာဒန်သီးတွေကိုစားပါကျန်းမာစေတဲ့ဓာတ်စာတွေဖြစ်ပါတယ်အာနာပါနဘာဝနာကိုပွားများခြင်းဖြင့်ယောဂကင်းစင်အောင်ကုသသင့်ပါတယ်ဒါအပြင်အားလက်ချိန်မှာတေးဂီတကိုနားထောင်ပြီးတော့အနားယူခြင်းဖြင့်ကျန်းမာရေးကိုကောင်းစေတတ်ကြပါတယ်တူရာသီပွားတွေရဲ့သတိပြုစရာဘေးအန္တရာယ်များတူရာသီပွားတွေဟာမြေပြိုတွင်းပြိုတောင်ပြိုအန္တရာယ်တွေကိုသတိထားသင့်ပါတယ်သတိထားသင့်တယ်ဆိုပေမဲ့လည်းအစဉ်အမြဲဖြစ်တတ်တာမဟုတ်ဘဲနဲ့ကြောက်တူးခြင်းတဲခြင်းတူးခြင်းတတုအမျိုးမျိုးတူးဖော်ခြင်းတွေနဲ့ဆိုင်တဲ့နေရာဒေသတွေကိုတွားရောက်လောက်ကန်တဲ့အခါမှာသတိပြုဖို့ဖြစ်ပါတယ်စိုးရင်စရာတော့မရှိပါဘူးအထူးသတိပြုရန်ကတော့တူရာသီပွားတွေဟာဘာသာရေးပါရမီစွမ်းအားကြီးုံသာမကအနာဂတ်မှာဖြစ်ပျက်မဲ့အရာတွေကိုလည်းကြိုတင်သိမြင်နိုင်စွမ်းရှိပါတယ်အိမ်မက်တူနမိတ်တူတွေပေးတတ်တဲ့အတွက်ကြောင့်ယုံကြည်ရာဂါထာမန္တန်တွေကိုပဲရွတ်ဆိုပွားများထားသင့်ပါတယ်အစအစကြိုတင်ကာကွယ်နိုင်စွမ်းလည်းရှိကြပါတယ်တူရာသီပွားတွေရဲ့အလောက်ကိုင်းတဲ့စီးပွားရေးအနေအထားတွေကတော့တူရာသီပွားတွေဟာဘဝမှာတည်ငြိမ်အေးချမ်းစွာနဲ့အောင်မြင်မှုရဖို့အတွက်အမြဲတမ်းကြိုးစားနေတတ်ကြပါတယ်ကြံစည်နေတတ်ကြပါတယ်လူတဘာဝကိုကျွမ်းကျင်စွာနဲ့နားလည်တတ်ကြပါတယ်ရှေးရေးကိုကြိုတင်တွေးခေါ်မျှော်မြင်နိုင်စွမ်းလည်းရှိကြပါတယ်တင်တင်မြတ်တာစွာပေါင်းတင်ဆက်ဆံနိုင်စွမ်းလည်းရှိကြပါတယ်မျှော်မှန်းချက်ကြီးမားတတ်ကြတယ်ဒါပေမဲ့တခါတရံမှာကိုဖြစ်ချင်တာတွေကိုပဲသိပြီးကိုယ့်ရဲ့လမ်းကိုပဲကြည့်တယ်လို့ဖြစ်တတ်တဲ့အတွက်ကြောင့်တတိပြုပါစိတ်ကူးရင်နေတတ်တဲ့အတွက်ကြောင့်လက်တွေ့အကောင့်ထဲမှာပေါ်မိပဲနဲ့လေထဲမှာတိုက်အိတ်ဆောက်တယ်လို့ဖြစ်တတ်ကြပါတယ်ဘာသာရေးကောင်းဆောင်တွေလည်းဖြစ်နေတတ်ကြပါတယ်လူအများပေါ်မှာနီးအမျိုးမျိုးနဲ့စွဲဆောင်နိုင်စွမ်းရှိကြပါတယ်အမှုပညာမှာအထူးပါရမီရင့်တန်ကြပါတယ်တီကြီးဖြောင်းမတတ်တဲ့ငွေကြေးမျက်နှာကိုလုံးဝမကြည့်ပါဘူးဒါအပြင်စိတ်ထဲမှာမဟန်ဘူးထင်တယ်ဆိုရင်အားလုံးကိုပြုပြင်တတ်ကြပါတယ်ခင်မင်မှုကိုတန်ဖိုးထားပြီးတော့ဆက်ဆံတတ်ကြတယ်ယရနာပစ္စည်းများစွာကိုပိုင်ဆိုင်တတ်ကြပါတယ်
အတူတတိပြုရန်ကတော့တူရာသီဘွားတွေဟာလောဘနေတယ်ရောက်ရဲလွယ်တယ်ဒါကြောင့်ကိုစွမ်းကိုစရှိသလောက်မဖြစ်ထုံးမဲ့နေတတ်ပါတယ်လက်ရှိအနေအထားလေးပေါ်မှာပဲဂျေနပ်ပျော်ရွှင်နေတတ်ပါတယ်အဲ့ဒါကိုစင်ချင်သင့်ပါတယ်ဘယ်လုံးမဆိုပြုလုပ်တဲ့နေရာမှာအစပိုင်းမှာအလွန်ခက်နေတတ်ပါတယ်ဒါပေမဲ့ဘယ်ကိစ္စမဆိုခဏလောက်မြင်ယုံလေးလာယုံနဲ့တီးလွယ်တက်လွယ်ခြင်း၊ကွက်ကြော်မြင်တတ်ခြင်းအနီးဆက်ဆုံးအနေအထားထိအဆုံးသတ်အဖြစ်ကိုတွက်စစ်သုံးသပ်နိုင်ခြင်းအလုပ်လုပ်တဲ့နေရာမှာအစအလယ်အဆုံးအနေအထားတွေကိုသုံးသပ်ကင်တွယ်လှုပ်ဆောင်မှုအလွန်ထက်မြက်ခြင်းတွေကြောင့်အောင်မြင်မှုတော်တိတ်ကိုရရှိတတ်ကြပါတယ်ကိုအထင်ကြီးတဲ့ညာကိုတော့ပယ်ပါတချို့ကိစ္စတွေမှာလေးလေးနက်နက်မထားပဲခပ်ပေါ့ပေါ့လှုပ်ပစ်တတ်ခြင်းကိုရှောင်ပါစက်တူလှုပ်ဆောင်ခြင်းမျိုးရှောင်ပါဘယ်အလုပ်မဆိုတယောက်တည်းပဲရဲဝန်းစွာလုပ်ပါအောက်ခြေသိမ်းစနစ်တကျလှုပ်ဆောင်သွားပါဈေးပတ်ဝန်းကျင်နဲ့လူအများစုဝေးရနေရာတွေမှာစီးပွားရှာပါအထူးသဖြင့်တူရာသီဘွားတွေဟာစေတနာရဲ့တူတဲ့အကျိုးပေးခြင်းကိုမကြာခဏမျက်ဝါးထင်ထင်တွေးမြင်ရတတ်ပါတယ်ကောင်းတာလုပ်ရင်ကောင်းတာအကျိုးပေးတတ်တယ်ဆိုတဲ့စကားကိုအမြဲနှလုံးသွင်းသင့်ပါတယ်အခက်အခဲကြုံတိုင်းကူညီမဲ့သူတွေပေါ်လာတတ်တယ်ငွေကြေးဥစ္စာတွေရပြီးတိုင်းလည်းသုံးဆွဲပေးကမ်းလူတန်းပြစ်တတ်ကြတယ်ဒါကြောင့်ဘဝမှာနှိမ့်လိုက်မြင့်လိုက်ဖြစ်နေတတ်တယ်အလုံးနဲ့ပတ်သက်ပြီးဝေဖန်မှုကိုလက်ခံပေးပါတီးတန့်နေလိုတဲ့သဘာဝကိုပြုပြင်ပါဘယ်သူကိုမဆိုကူညီလိုတဲ့သင်ရဲ့စေတနာကတူတဲ့ကောင်းကျိုးကိုပေးပါလိမ့်မယ်တရားရေးဌာနအုပ်ချုပ်ရေးဌာနကုန်တယ်လုပ်ငန်းနိုင်ငံရပ်ခြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းစက်သွယ်ရေးပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ကောင်းကျိုးပေးတတ်ပါတယ်အမှုပညာစာပေဘက်မှာလည်းဘဝဖြစ်ထွန်းတတ်ပါတယ်တူရာသီဘွားတွေရဲ့ဘဝကံကြမ္မာတူရာသီဘွားတွေဟာဘဝကိုမှန်နဲ့ထင်ပြီးဆိုရင်နောက်မဆုတ်တမ်းလုပ်တတ်ပါတယ်တက်ကြွနိုးကြားစွာနဲ့လုပ်တတ်ပါတယ်ညတာစွာတွေးခေါ်မှုလည်းရှိပါတယ်နှုံးမှုရေးရာထမ်းမြတ်တတ်တယ်စေတနာကောင်းရှိပေမဲ့လည်းတစွတ်ထိုးလုပ်တတ်ပါတယ်သူတစ်ပါးကိုအကြံပေးခြင်းကူညီခြင်းလည်းရှိပါတယ်ကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့အကျိုးစီးပွားကိုထိခိုက်လာမယ်ဆိုရင်တော့ဆက်ဆက်ထိမခံတုံ့ပြန်တတ်ပါတယ်တီးတန့်နေလို့စိတ်ပြင်းထန်ပါတယ်ပတ်ဝန်းကျင်ကိုခင်မင်တတ်တယ်ခင်ရာဆွေမျိုးလို့သဘောထားတတ်တယ်တီကြီးဖြောက်မှတ်တယ်ဘာသာရေးလိုက်စာတတ်တယ်ဒါအပြင်အာယုံနောက်ကိုလည်းကောက်ကောက်ပါအောင်လိုက်တတ်တယ်ဒါကြောင့်သူတို့ရဲ့ဘဝဟာစန့်ကျင်ဘက်အနေထားတွေဒုံတွဲနေတဲ့သဘာဝရှိပါတယ်ဘဝမှာအတက်အကျမြန်တယ်အပြောင်းလဲမြန်တယ်အိုးအိမ်အမွေနဲ့ကိစ္စတွေမှာပြဿနာကြုံရတတ်ပါတယ်နှလုံးသားကြီးကိစ္စတွေမှာလည်းစိတ်တွေးဟာဖြစ်တတ်တယ်အိမ်တော်ဆက်များတတ်တဲ့အတွက်ကြောင့်တတိရှိသင့်ပါတယ်ယန္နာသုံးပါးနဲ့မိဘဆရာတွေကိုယူသေးကိုင်းဆိုင်ပေမဲ့လည်းမိစ္ဆာအယူကိုပါယူမိတတ်တဲ့တတိရှိပါဘဝမှာဘယ်လိုပဲအခက်အခဲကြုံသည်ဖြစ်ပါစေကောင်းမွန်တန့်စင်စွာနဲ့အသက်မွေးဝမ်းကြောင်းပြုရတတ်တယ်မင်းဆိုးရာဇာရဲ့ကြီးမြင့်မြောက်စားခြင်းကိုခံရတတ်တယ်အသက်28နှစ်ကနေစပြီးဘဝအခြေတီကိုဦးမောလာတတ်တယ်ကြီးပွားမှုအောင်မြင်မှုလမ်းစာကိုတွေ့ရတတ်တယ်အသက်30နှစ်ဝန်းကျင်ကနေစပြီးကြီးပွားတတ်တယ်အသက်36ဝန်းကျင်မှာအနောက်အရှက်ကြုံရတတ်တယ်အထူးသဖြင့်25နဲ့40ကြားမှာအလွန်အောင်မြင်ကြီးပွားသွားတတ်ပါတယ်အသက်50နှစ်54 60 62 68 81 84တို့မှာအထူးအောင်မြင်တတ်တယ်40ကနေ50ကြားမှာရန်ဘေးတွေကြုံရတတ်တယ်ပြဿနာမဖြစ်အောင်ထိန်းပါအောင်မြင်မှုနဲ့ပြည်ပအထိကိုသွားရတတ်တယ်အသက်40 41 40နှစ်ဒီမှာဂရုစိုက်ပေးပါ40ကျော်ပြီဆိုရင်တော့ဘယ်လိုဘေးရန်ပေါ်နေပါစေ50အထိလက်မထောင်နိုင်ပါလိမ့်မယ်50ကနေ55ကြားမှာကျမ်းမာကြီးကိုဂရုပြုရပါမယ်55နောက်ပိုင်းမှာတော့ထိတ်ဆုံးကိုရောက်တဲ့အထိအောင်မြင်မယ်အသက်80မှာကျမ်းမာကြီးကိုအထူးသတိပြုပါစိတ်အပြောင်းလဲမြန်တဲ့အတွက်ကြောင့်အလုပ်အပြောင်းလဲလှုပ်ခြင်းကိုပဲအဓိကရှောင်ကျင်ပါရွေးရခတ်တဲ့အခွင့်အရေးတွေကိုလည်းမကြာခဏကြုံရတတ်တယ်ဒါအပြင်ရောက်ရဲခြင်းကိုပယ်ပြီးရည်မှန်းချက်မြင့်မြင့်ထားပါစူးစူးဆဲဆဲလှုပ်သမျှအထူးအောင်မြင်တတ်တယ်ဝေးဖွာရဒေတာကနေဝေးရကိုထွက်ခွာစူးစမ်းနေအောင်မြင်လေပဲဖြစ်တတ်ပါတယ်ဘဝအောင်မြင်မှုတွေလိုက်နာကျင့်သုံးဖွဲ့ရများနဲ့အဆောင်အယောင်များတူရာဒီဘွားတွေဟာကိုစွမ်းကိုစနဲ့စူးစမ်းပြီးဘဝကိုအထွတ်ထိပ်ရောက်သွားတတ်ကြပါတယ်အရွေးရခက်လောက်အောင်ပေါ်လာတဲ့အခွင့်အရေးတွေကိုပြတ်သားစွာရွေးချယ်လိုက်ပါစူးစိုက်လုပ်ပါအစပိုင်းမှာခက်ခဲပြီးမှအလွန်အောင်မြင်သွားတတ်ပါတယ်ဘဝမှာအစွဲလန်းကြီးတဲ့စိတ်ကိုအာမှန်ဖြစ်ပြောင်းလဲသုံးဆွဲပါဒါအပြင်အများကောင်းကျိုးအမျိုးဘာသာသာသနာကိုရည်စူးပြီးကြိုးစားပါညတာချင်းညီညွတ်ခြင်းတွေဟာသင်ရဲ့ပါရမီဓာတ်ခံတွေဖြစ်ပါတယ်ဉာဏ်ရည်မြင့်မာပြီးတော့လိုအပ်တယ်ဆိုရင်အများအတွက်အမုန်းခံပြီးပြောဆိုလောက်ကင်ပေးရတဲ့ဇာတာရှင်တွေဖြစ်ကြပါတယ်ရဲရင်နဲ့တိကျတယ်စာအုပ်ကြီးတိုင်းစီကံကြီးစွာလုပ်ခြင်းကိုဆင်ခြင်ပါအခွင့်အရေးမယူတတ်ခြင်းဟာလည်းကောင်းတဲ့ဇာတ်ရိုက်ဖြစ်ပါတယ်ဒါပေမဲ့မန်နယ်ထင်ပြီးဆိုရင်ကြီးကြီးငယ်ငယ်ဒဲဒိုပြောတတ်ခြင်းကိုရှောင်မှတိုးတက်ပါမယ်တူရာဒီဘွားတွေဟာကိုယ်ပိုင်စီးပွားရေးလုပ်နေပါစေအောင်အများအတွက်ရည်စူးတတ်တယ်တနတ်စားညာနဲ့ကြံခြင်းမရှိပါဘူးအပြောချုပ်ချုပ်နဲ့ပပလီခြင်းလည်းမရှိပါဘူးအလွန်ဇာတ်ကောင်းပါတယ်ဦးစီးဦးဆောင်တဲ့နေရာမှာအမြဲတမ်းနေရာပေးခြင်းကိုခံရတတ်တယ်မှန်ကန်ခြင်းတီးကြခြင်းတီးကြီးခြင်းကြိုတင်ခန့်မှန်းမှုမှာကျွမ်းကျင်ခြင်းအဲ့ဒီစွမ်းရည်တွေကတူရာဒီဘွားတွေမှာရှိပါတယ်အထူးအသုံးချပေးပါဒါအပြင်တူရာဒီဘွားတွေကတေးဂီတကိုနှစ်သက်ပါတယ်စိတ်ဖိစီးတဲ့အခါမှာတေးဂီတကိုတဦးနဲ့နားထောင်ခြင်းနဲ့အားစီးတစ်ခုလိုမျိုးစိတ်ရွှင်လန်းလာယူတာမကဘူးအကြံကောင်းဉာဏ်ကောင်းတွေပါပေါ်ထွက်လာတတ်ပါတယ်ဒါအပြင်တူရာဒီဘွားတွေဟာနံပါတ်1အမှန်တိုင်းပြောတတ်ခြင်းကိုလျှော့ပါနံပါတ်2ကိုယ်ကိစ္စမဟုတ်ဘူးဆိုရင်ဝင်မပါပါနဲ့နံပါတ်3ငွေမရကြေးမရလူမုန်းခံရတဲ့အလုပ်တွေကိုမလုပ်ပါနဲ့နံပါတ်4
ဒူရာဒီဘွားယောက်ျား